1945 ခုနှစ်ဩဂုတ်လဟီရိုရှီးမားနဲ့နာဂါဆာကီမြို့နှစ်မြို့ဟာစက္ကန့်ပိုင်းအတွင်းပြပုံအတိဖြစ်သွားခဲ့ပါတယ်။ဂျပန်နိုင်ငံတစ်ခုလုံးဟာလုံးဝပြိုလဲသွားပြီးကမ္ဘာမြေပုံပေါ်ကနေပျောက်ကွယ်တော့မလို့ဖြစ်ခဲ့ပါတယ်။ကမ္ဘာသမိုင်းမှာအမောင်မိုက်ဆုံးအချိန်ကာလတစ်ခုပါ။ဒါပေမဲ့ထူးဆန်းတာတစ်ခုကတော့ဒီပြပုံတွေကြားထဲကနေကမ္ဘာကိုအံ့အားသင့်စေမဲ့နိုင်ငံတစ်ခုပြန်ပေါ်ထွက်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ဒီနေ့မှာတော့ရှုံးနိမ့်ခြင်းကိုအနိုင်ယူခဲ့တဲ့လူသားတို့ရဲ့အကြီးမားဆုံးသောကြံ့ခိုင်နိုင်မှုဘဝအကြောင်းကိုပြောပြပေးပါမယ်။စစ်ပွဲအပြီးဂျပန်မှာဘာမှမကျန်တော့ပါဘူး။နိုင်ငံရဲ့စက်မှုလုပ်ငန်း80%ပျက်စီးခဲ့ပါတယ်။တောင်သူလယ်သမားတွေဟာတီးနှံမရိတ်သိမ်းနိုင်တော့ပဲမြို့ပြမှာငတ်မွတ်ခေါင်းပါမှုတွေကခြောက်လန့်နေပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကဂျပန်ဟာအနည်းဆုံးနှစ်ပေါင်း50လောက်ပြန်လည်မထူထောင်နိုင်တော့ဘူးလို့ဟောကိန်းထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဂျပန်ပြည်သူတွေရဲ့စိတ်ထဲမှာတီးခံခြင်းတရားနဲ့ပုံမကောင်းမွန်အောင်ပြုပြင်ခြင်းဆိုတဲ့စိတ်ဓာတ်တွေကအမြင့်တွယ်နေခဲ့ပါတယ်။အရှုံးကိုအရှုံးလို့မတတ်မှတ်ပဲသင်ခန်းစာတစ်ခုအဖြစ်ပြောင်းလဲလိုက်ကြတာပါ။ဂျပန်တွေဟာပျက်စီးသွားတဲ့စက်ရုံတွေကိုပြန်ပြင်နေအရင်းမြစ်နေပါပေမဲ့သူတို့ရဲ့ပညာရေးကိုအတီးကပ်ထားပါတယ်။1950ခုနှစ်များမှာဂျပန်ရဲ့နည်းပညာဟာတခြားနိုင်ငံတွေထက်အများကြီးနောက်ကျနေသေးပါတယ်။ဒါပေမဲ့သူတို့ဟာအနောက်နိုင်ငံတွေရဲ့နည်းပညာတွေကိုလေ့လာပြီးကိုယ်ပိုင်တီထွင်မှုတွေနဲ့ပေါင်းစပ်ခဲ့ပါတယ်။ဂျပန်လုပ်ကုန်ပစ္စည်းတွေကိုကမ္ဘာကအထင်သေးခဲ့ပေမဲ့ဂျပန်တွေကတော့လက်မလျှော့ခဲ့ပါဘူး။သူတို့ရဲ့ထုတ်ကုန်တစ်ခုစီတိုင်းဟာအရင်နေ့ကထက်ပိုကောင်းအောင်နည်းလမ်းနဲ့အမြဲတိုးတက်အောင်လှုပ်ဆောင်ခဲ့ကြပါတယ်။1964ခုနှစ်မှာတော့ဂျပန်ဟာကမ္ဘာပထမဆုံးသောအမြန်ရထားရှင်ကန်ဆန်ကိုမိတ်ဆက်ခဲ့ပါတယ်။ဒါဟာဂျပန်ရဲ့စီးပွားရေးပြန်လည်ဦးမော့လာမှုရဲ့အကြီးမားဆုံးသောသင်္ကေတပါပဲ။စစ်ပွဲအတွင်းပြာကျသွားခဲ့တဲ့မြို့တွေနေရာမှာခိမီတိုက်တာအဆောက်အဦတွေနဲ့အစားထိုးလိုက်နိုင်ပါတယ်။ကားထုတ်လုပ်မှု electronic ပစ္စည်းတွေနဲ့ဂျပန်ဟာကမ္ဘာဈေးကွက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါဟာမတော်တဆဖြစ်လာတာမဟုတ်ခဲ့ပါဘူး။ဒီနေ့ကို12နာရီကျော်အလုပ်လုပ်ခဲ့ကြတဲ့မျိုးဆက်သစ်တွေရဲ့ဇွဲလုံးလာအမားကိုအမှန်ပြင်တတ်တဲ့စိတ်ဓာတ်တွေရဲ့ရလဒ်သက်သာဖြစ်ပါတယ်။ဂျပန်ရဲ့ဒီဇယ်လန်ဟာဘလောက်ပဲကျဆုံးပါစေပြန်လည်ထူထောင်ဖို့အချိန်နှောင်းသွားတာမရှိဘူးဆိုတာကိုသက်သေပြနေပါတယ်။တင်းတို့ဘဝမှာရောတင်ဟာအခက်ခဲတွေကိုရင်ဆိုင်နေရပါသလား။တခါတလေကြရင်ရှုံးနိမ့်မှုဆိုတာအောင်မြင်ခြင်းစီသွားတဲ့လမ်းကြောင်းမှာခဏနားနေရတဲ့နေရာတစ်ခုသာဖြစ်နေပါတယ်။ဂျပန်ကိုကြည့်လိုက်ပါ။ပြပုံထဲကနေထွက်ပေါ်လာတဲ့ဒီနိုင်ငံဟာလူသားတို့ရဲ့ကြံ့ခိုင်နိုင်မှုရဲ့အကြီးမားဆုံးသောသင်္ကေတပါပဲ။တင်းရဲ့အနာဂတ်ဟာလည်းတင်းရဲ့အခုလှုပ်ဆောင်ချက်တွေပေါ်မှာပဲမူတည်နေပါတယ်။